မင်္ဂလာပါအလေးတုံးသုံးမဟုတ်ရေတံပိုးလေးတွေကိုအသုံးပြုပြီးတော့ထိုင်ကုန်သလုံးပေါ်မှာလေ့ကျင့်လို့ရမယ်ခေါ်မာဆယ်လေ့ကျင့်ခန်းလေး၃ခုကိုဝေမျှပေးခြင်းပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ထိုင်ကုန်ပေါ်မှာထိုင်ထားပြီးရေတံပိုးသုံးမဟုတ်လေးတုံးလေးကိုကင်ထားမယ်လက်ကိုပေါ်မှာမြောက်ထားပြီးဗိုက်ကြွက်သားလေးကိုညှစ်ပြီးတော့မှစက္ကန့်30နှစ်ကျော်လောက်တောင်းပေးရမှာဖြစ်ပါတယ်ဒုတိယလေ့ကျင့်ခန်းလေးကတော့အခုလိုနေထားကနေဒူးကောင်းလေးတစ်ဖက်ချင်းစီမြောက်ပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30နှစ်ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျတတိယလေ့ကျင့်ခန်းလေးကတော့ခြေထောက်ကိုနည်းငယ်ဆန့်လိုက်မယ်ခြေပြားလေးကော့လိုက်မယ်အလေးကင်ထားတဲ့လက်ကိုအပေါ်မှာဆန့်ထားပြီးတော့ရှင်ခန္ဓာကိုယ်အနောက်လေးကိုနည်းနည်းလေးစောင်းပေးရမှာဖြစ်ပါတယ်ဝမ်ပိုက်ကြွသားလေးတွေကိုပဲညှစ်ထားပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30နှစ်ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့ကြိုးရှိလို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစုံနဲ့ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုကြီးလေးပါပေါင်200ကျော်တဲ့သူတွေလည်းအလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်